မှာကြီးကကြောင်းပြောလိုက်တော့အဲ့ဒီကြောင်းနဲ့ပဲဆက်ဆက်တော့တတိယတွေဒီပေါ်လာအဲ့ဒီမဟာမြိုင်တော့အကြောင်းပါနှစ်ထပ်ကြောင်းလေးတစ်ကြောင်းရှိတယ်အောက်ထပ်ကတိုက်ဟုတ်တလျားပေါ့တလျားဆိုတော့အထူတပေလောက်ရှိတာအောက်ထပ်ကတိုက်တူတပေလောက်ရှိတယ်တိုက်ဆိုလို့တိုက်ကြောင်းကြီးမဟုတ်ဘူးသူက10ပေပတ်လည်လောက်ပဲရှိတယ်အောက်ထပ်အခန်းလေးကမတင်းပေါက်3ပေါက်ရှိတယ်တကားပေါက်ကြီးတစ်ပေါက်ရှိတယ်အဲ့ဒီပုံမှာပဲအဘောဓာတ်ထိုက်ရှိတယ်အဲ့ဒီအဘောဓာတ်တစ်ခါကလည်းပဲအတွင်းခန်းကတော့10ပေပတ်လည်လောက်ပဲရှိတယ်အပြင်မှာပတ်လို့ရ3ပေပတ်လို့ပတ်တယ်3ပေလောက်ကျယ်တယ်ပတ်လို့ရတဲ့ဗရန်ဒါရှိတယ်နော်ဘေးမှာလေကားတက်ထားတယ်အကြောင်းလေးကအကြမ်းများဖြင့်ပုံပေါ်လာတယ်နော်အမိုးကတော့ဒီလက်မြည်နဲ့သဲနဲ့ပြတ်ပြီးတော့ပုံလောင်းထားတဲ့ကြောက်ပြားကြီးမိုးထားကြောက်ပြားမိုးဆိုတော့အပူတက်တာအပေါ်ဓာတ်ကိုတော့ပြင်ကာထားတာတမင်တကာပဲအထက်နဲ့အောက်ရာသီဥတုမတူအောင်လုပ်ထားတာဆောင်းတွင်းခါမှာအောက်ထပ်ထဲမှာနေလို့ရှိရင်အေးအင်တန်တက်တာပဒင်းပေါက်ဒီတကားပေါက်ဒီပိတ်လိုက်လို့ရှိရင်အင်တန်လုံတာဘူးလုံနေတဲ့အတွက်ကြောင့်အပြင်ပကအတန်ဆူညံတာကိုလည်းသိမကြားရဘူးငကိုလေးကလည်းကြောင်းကတောထဲမှာဆိုတော့ဒီမှာသိဆူညံတာတော့မရှိပါဘူးသို့တော့တစ်ခါတလေပြင်ပကအတန်လေးပါလေးနေတဲ့ခါမျိုးမှာအဲ့ဒီအခန်းထဲမှာအောက်ထပ်အခန်းထဲမှာတကားပိတ်လိုက်လို့ရှိရင်လုံနေပြီးတော့အပြင်ကတဘာတဲ့နေရာတော့ရာသီဥတုကိုလိုက်ပြီးတော့အပေါ်ဓာတ်မှာနေခြင်းလည်းရတာပဲပေါ်ဓာတ်မှာပြင်ခင်းထားတယ်ပြင်ကာထားတယ်ကြောက်ပြားမှုထားတာဆိုတော့ပဒင်းပေါက်ရှိတယ်တကားပေါက်ကြီး2ပေါက်ရှိတယ်အပေါ်အောက်ကိုကြိုက်တယ်လို့ပြောင်းရွှေ့ပေါ်နေလို့ရတယ်အမတန်နေရထင်ရတာအဆင်ပြေတဲ့တပ်ပါရဖြစ်တဲ့ကြောင်းလေးပါငငယ်လေးနဲ့ကောင်းတဲ့ကြောင်းလေးအဲ့ဒီကြောင်းဆိုတဲ့ဒကမာကြီးဟာ2ယောက်အတူတူပေါင်းပြီးတော့လှူတာအောက်ထပ်တိုက်ကလေးကိုလှူတာကကျင်းမနာကဥလှတင်ဒေါ်လာမှုဆိုတဲ့ဒကာကြီးဒကမာကြီးပေါ်ဓာတ်ကိုလှူတာကတော့ဒေါ်10အိတ်ဆိုတဲ့ဒကမာကြီးသူတို့2ယောက်ကအင်တန်ရင်းနှီးတဲ့မိတ်ဆွေတွေဓမ္မမိတ်ဆွေသိချစ်ကြသိခင်ကြတုံးတဲ့လူညီမတွေအဲ့ဒီကြောင်းလှူတဲ့ဒကမာကြီးဒေါ်လှမှုဟာပြီးခဲ့တဲ့တော်တော်လေးလာတယ်မှာဆုံးတာအတက်တော့ကြီးသေးပါဘူးကြီးသေးဆိုရင်69နှစ်တည်းတော့ဒါပေမဲ့သူဆုံးသွားပုံလေးကတော်လေးအေးချမ်းတယ်လို့ဆိုရမှာဒီလိုအကောင်းကြီးကနေမနဲ့အေးရထဘုရားရှိခိုးမိသားစုမနဲ့ဒီတစ်ခုခုတော့စားတော့ပြီးတော့ဒီလိုပဲစားတော့ဘုရားရှိခိုးပြီးတော့ဒီတရားထိုင်ဒါသူနေ့တိုင်းလုပ်နေကြနေ့စဉ်မနဲ့ထပြီးမိနာတည်ပြီးတော့ကော်ဖီလေးပါလို့တောက်ပြီးဘုရားရှိခိုးလို့မိသားစုဒီတရားထိုင်တာပေါ်တတ်ပါအောက်ထပ်မှာတော့ဒါတွေတည်းအရင်တော့ကတော့ဒီဒကမာကြီးရဲ့စီးပွားရေးဆိုတော့လုပ်ခဲ့တာအခုလည်းသူ့စီးပွားရေးကိုတော့ကျန်တဲ့လူတွေလုပ်ကြတယ်ဒကာကြီးလုပ်တယ်သူ့သားတွေတည်းတွေလုပ်တယ်ဖက်ချောက်တယ်အဲ့လိုတရားထိုင်နေရနေသူဇက်ကြောတက်တယ်ဆိုတော့အောက်ကသူ့သမီးကိုခေါ်တယ်သမီးကိုလာခဲ့အောင်ဆိုတော့ခေါ်တော့သူ့သမီးကတက်မလာဘူးသူ့အိမ်မှာဝေယဝဆာလုပ်ဖို့ဆိုတော့ခေါ်ထားတဲ့မိန်းကလေးတယောက်မူစားသမီးလိုပါပဲအဲ့ဒီသမီးကတက်လာတော့ဘယ်လိုနေလဲလို့ပြီးတော့ပြောငါဇက်ကြောတက်လို့တဲ့နှိပ်ပေးတာဒါနဲ့အဲ့ဒီသမီးကအနောက်ကနေထိုင်တော့သူ့နှိပ်ပေးတာဘုရားရှင်ရှိမှပဲထိုင်ရက်ပဲနော်ခဏလေးနေတော့သူ့သမီးရင်းကတက်လာတယ်အေးမှာသူကတက်လာတော့အမေဘယ်နဲ့နေတော့လို့မေးတယ်တော့သူကဘာမှပြန်မဖြစ်နောက်တော့ဒီသမီးကမေးကိုကြိုင်ပြီးတော့အတင်းလှုပ်တာအမေဘယ်နဲ့နေတော့လို့ဆိုသူစီကြီးဖွင့်ကြည့်ပြီးတော့လက်ကလေးကပြားလက်ကလေးကပြားပြီးသူကသူတရားထိုင်နေတာပဲအဲ့တော့သူ့သမီးကအမေနေရကြည့်ရတာသူ့နေကောင်းမှုမပေါ်ဘူးအဲ့တော့ထိုင်နေရတာပြန်မှန်းမယ်လဲနေရရင်ကောင်းတယ်ထင်တယ်ဆိုတော့ဖြာလေးတစ်ချက်အနားမှာခင်းတယ်ကောင်းလေးချသူ့နေတော့ဒါလေးဆွဲယူတော့လဲလိုက်တာလဲသိလိုက်တော့ဆရာဝန်သွားခေါ်ကြဆိုပြီးခေါ်တယ်မနေ့အစိုးရအဲ့ဒါ9နိုင်လောက်ပဲရှိတယ်9နိုင်တော့မထိုးသေးဘူးဆရာဝန်သွားခေါ်တော့ဆရာဝန်ချက်ချင်းတော့မလာနိုင်ဘူးပေါ့အဲ့တော့ဆရာဝန်ရောက်လာတဲ့ချိန်ကျတော့သိမကြပါဘူးဆရာဝန်ရောက်လာတော့စမ်းကြည့်တော့ဆုံးသွားတာမိနစ်40လောက်45မိနစ်လောက်ရှိဆရာဝန်ခတ်ပါအနားမှာထိုင်ကြည့်နေတဲ့သမီးရတော့ဘယ်ချိန်ဆုံးသွားမှမသိဆုံးသွားမှတော့မသိတာ
အဲ့ဒီမျိုးမေးကြည့်ဘာများထူးခြားတယ်နည်းနည်းလေးအသက်ရှူနေတာပဲသတိထားမိတယ်ပြီးတော့ခြေထောက်တစ်ဖက်ကနည်းနည်းတုံးနေတယ်အဲ့လိုပြောပြတယ်ဟိုဒီကမကြီးဆုံးသွားပုံကအင်မတန်ညင်တာဘာမှဝေဒနာပြင်းပြင်းထန်ထန်မခံစားရဘူးကြောက်တဲ့အမူအရာလည်းမရှိဘူးစိုးရိမ်တဲ့အမူအရာလည်းမရှိဘူးဘယ်သူပဲလာပါလို့လည်းမပြောဘူးအေးစေးတည်တည်ငြိမ်မဲ့တရားကိုရှုမှပြောနေတာတရားထိုင်နေတုန်းမှာဒုက္ခနာကူကဖောက်ပြန်လာတာတရားကိုလည်းသူကနေတိုင်းအားထုတ်လာရသလောက်အားထုတ်တယ်မနေ့ရဆိုတော့နေ့လည်းညအိတ်ခါနေလည်းအိပ်ရတဲ့ရောက်တဲ့အချိန်တရားထုတ်တယ်တခါတည်းလည်းသူ့အိမ်နဲ့မနေမွေးတရားတစ်စောင်းရှိတဲ့ဘက်ကိုဈဉ္ညာလျှောက်သွားရင်းနဲ့လည်းသွားရင်းနဲ့သူကတရားထုတ်တယ်ဒီလိုပဲတရားကိုတတ်နိုင်တဲ့လောက်နေ့စဉ်အိမ်မှာနေရင်အားထုတ်နေတာတော်တော်ကြာပြီနှစ်ပေါင်းတော်တော်ကြာပြီအဲ့ဒီဒကမာကြီးကကျောင်းဒကမာကြီးဖြစ်နေတော့ယမနာမြို့ကိုရောက်တိုင်းသူ့အိမ်ကိုရောက်တာသူ့အိမ်မှာတစ်ခေါက်ရောက်ရင်တရက်တော့သူ့အိမ်မှာဆုံးကတ်တယ်ကျန်တဲ့ရက်တွေကိုမှရှိသေးရင်တခြားလူတွေအတွက်ပေးရတာအိမ်ရောက်တဲ့ခါသူကတရားနဲ့ပတ်သက်တာပဲမေးလေးရှိတယ်တရားထုတ်တယ်ပတ်သက်တာဒီတစ်နှစ်နှစ်လောက်အတွင်းမှာခဏသူမေးတဲ့မေးခွန်းတစ်ခုอ่ะတေခါနီးရင်ဘာလုပ်ရမလဲအဲ့ဒီမေးခွန်းတစ်ခုခဏမေးတယ်နေတိုင်းလည်းပဲသူ့ကိုရှင်းပြတယ်ဒီမှာကြီးတေခါနီးဘာမှအထူးလုပ်ဖို့မလိုအခုတရားထုတ်နေတယ်မဟုတ်လားခုခန္ဓာမှာဖြစ်နေတာထင်ရှားတဲ့အာယုံတစ်ခုကိုသိနေတာနော်အသက်ရှူနေတဲ့အခါမှာထိနေတာတိုးလာတာတိုးပြီးတော့ဝင်တာတိုးပြီးတော့ထွက်တာနော်သိနေတယ်အသက်ရှူတဲ့အခါမှာခန္ဓာကိုယ်မှာလှုပ်နေတာရှိတယ်ဒါလည်းသိနေတယ်နော်ဒီကြားထဲကစိတ်ကူးတစ်ခုဝင်လာလို့ရှိရင်အဲ့ဒီဝင်လာတဲ့စိတ်ကူးအတွေးလေးကိုလည်းဒါလေးသိလိုက်တယ်ပြီးရင်သူပျောက်သွားတယ်သူပျောက်သွားရင်ကိုယ်ခန္ဓာကိုယ်မှာကိုပြန်ထားပြီးခန္ဓာကိုယ်မှာဖြစ်နေတဲ့ဝေဒနာသဘောလေးတွေနော် feeling sensation အဲ့ဒါတစ်ခုကိုစိတ်ကလေးနဲ့သိပြီးတော့နေရတာပဲနော်ဒီတိုင်းနေတဲ့ခါမှာလည်းပဲဒါတွေသိပြီးတော့နေရတာပဲဟိုဒီတွေးမနေပဲနဲ့ကိုယ်ခန္ဓာမှာဖြစ်နေတာထင်ရှားတာအာယုန်တစ်ခု sensation တစ်ခုတတိတိကပဲသိပြီးတော့နေတာဒီကနေ့မှလည်းဒီလိုပဲသိပြီးတော့နေရမှာပဲတခြားသိစရာလည်းမရှိဘူးနော်တွေးစရာလည်းမလိုတချို့တော့ကြိုတင်ပြီးတော့သိတော့မယ်လို့ထင်လို့ရှိရင်ပြုတ်ထားတဲ့ဘယ်ကုသိုလ်လေးပေါ့ဥမာဘုရားတည်ထားတယ်ပေါ့အဲ့ဒါလေးတော့အမှတ်ရလိုက်အောင်ဘယ်နေရာမှာကြောင်းလူထားတယ်မဟုတ်လားအဲ့ဒီကြောင်းလေးအမှတ်ရလိုက်ပါဦးတတိပေးလေးရှိနော်တခြားလည်းဘာကုသိုလ်ဖြစ်လှုပ်ထားတဲ့ကုသိုလ်ကိုတတိရအောင်လို့တတိပေးလေးရှိတယ်ကောင်းပါလေနော်ကုသိုလ်ကိုတတိရတဲ့ခါမှာကုသိုလ်စိတ်ပြန်ဖြစ်တယ်နော်အကုသိုလ်တတိရတဲ့ခါစိတ်မကြည်မလင်မချမ်းမသာဖြစ်တဲ့အတွက်ကြောင့်အကုသိုလ်စိတ်ပြန်ဖြစ်နေတယ်ဒီအကုသိုလ်စိတ်ကိုပြန်ရှုမှတ်နိုင်ရင်တော့ရှုမှတ်တဲ့စိတ်ကကုသိုလ်စိတ်ဖြစ်သွားတာဒါကြောင့်အကုသိုလ်စိတ်ဖြစ်လာရင်တော့မှတခုစိုးရင်စရာပူဆွေးစရာကြောက်စရာအားငယ်စရာဘာဖြစ်တွေးမိရင်တော့မှအဲ့ဒီစိတ်ကလေးကိုပြန်ကြည့်နိုင်လို့ရှိရင်အဲ့ဒီစိတ်နေရာမှာကြည့်တဲ့သိတဲ့စိတ်ကအစားနေရာဝင်လိုက်တာပဲနော်သူ့ကို displace လုပ်လိုက်တာပဲအဲ့တော့သူ့နေရာမှာနေရာအစားဝင်တဲ့ကြောင့်ကုသိုလ်စိတ်ပဲဖြစ်သွားတယ်ကုသိုလ်ကိုပြန်မှားရရင်တော့ကုသိုလ်စိတ်ဖြစ်နေတာသို့တော့တခြားကုသိုလ်နဲ့ဒီတရားရှိမှတ်တဲ့ကုသိုလ်ကမတူတာကတခြားကုသိုလ်တွေကတတိယလိုက်လို့ရှိရင်ငါကုသိုလ်ဆိုတဲ့စိတ်ကဖြစ်လာတယ်နော်ငါလေးပါတယ်ငါကုသိုလ်ဆိုတဲ့စိတ်ဖြစ်တယ်အကျိုးတော့ပေးမယ်ကောင်းတဲ့အကျိုးပဲပေးမှာပဲနော်သို့တော့ကုသိုလ်ပေါ်မှာဆွဲလန်းမှုရှိတယ်ငါကုသိုလ်တော့ငါကုသိုလ်ဆိုပြီးဆွဲလန်းတဲ့ကုသိုလ်ကအကျိုးပေးလာတဲ့ခါမှာသူကဘဝကိုဖြစ်စေတဲ့အကျိုးမျိုးပဲပြီးတယ်နော်တွေ့တာမှုရှိတဲ့ကုသိုလ်ဆွဲလန်းမှုရှိတဲ့ကုသိုလ်အဲ့ဒီလိုမဟုတ်ပဲနဲ့ကိုယ်ခန္ဓာကိုယ်မှာဖြစ်နေတာကိုတကယ်ပရမတ်တဲ့ပြစ္ဆုတ်ပံတဲ့ဖြစ်နေတဲ့သဘောလေးကိုသိနေတဲ့စိတ်ကလေးတက်တွေးတာမပါပဲနဲ့တတိတက်နဲ့သိနေလို့ရှိရင်သိနေရတဲ့အာယုံဟာသူ့အတူတဘာဝအတိုင်းဖြစ်လာတဲ့ဖြစ်ရတစ်ခုမြင်တယ်နော် natural impersonal phenomenon တစ်ခုနော် natural ဆိုတဘာဝအတိုင်းဖြစ်တယ် impersonal ဆိုတော့ဘယ်သူမှမပတ်တယ်နော်ဖြစ်ရတစ်ခုပဲလို့ဒါကိုတွေးနေတာမဟုတ်ပဲနဲ့အတွေးမပါဘဲနဲ့သိတဲ့အခါမှာအဲ့ဒီတိုင်းပဲဖြစ်နေတာနော်အတွေးသာလျင်ငါဆိုတဲ့စိတ်ကိုအားပေးတယ်နော်တတိတခါလဲဆက်ပြီးတော့နေတဲ့အခါမှာအဲ့တတိနဲ့အတူတူ
အမှန်တိုင်းသိတဲ့ဉာဏ်ဆိုတာအလိုလိုပါလာတယ်နော်အမှန်တိုင်းသိတဲ့ဉာဏ်ကအာယုံတစ်ခုကိုကြည့်လို့ရှိရင်အဲ့ဒီအာယုံရဲ့သဘာဝကိုသိတယ်ဥပမာလှုပ်နေတာကိုကြည့်နေမယ်ဆိုရင်လှုပ်တာဟာသူ့အတူဖြစ်တာတတိတကယ်ကပ်နေတဲ့ခါမှာလက်လှုပ်တယ်လို့လည်းမထင်တော့ဘူးခြေတော်လှုပ်တယ်လို့လည်းမထင်တော့ဘူးဘိုက်လှုပ်တယ်လို့လည်းမထင်တော့ဘူးဒီပညာတွေမပါတော့ဘူးနော်လှုပ်မှုသဘောတက်တက်ကိုပဲစိတ်ကသိနေလို့ရတယ်အဲ့လိုခါမှာလက်ခြေဘိုက်ဆိုတာပျောက်ပညာတွေပျောက်သွားတာနော်ပညာတွေပျောက်ပြီးတော့လှုပ်မှုဆိုတဲ့ပရမတ်တဘာဝတက်တက်ပဲသိနေရတော့လားနော်ဒီသိတဲ့စိတ်ကတကယ်အားကောင်းတဲ့ခါမှာငါသိတယ်လို့တော့မထင်တော့ဘူးနော်ဖြစ်နေတဲ့သဘောကလည်းတဘာဝဖြစ်ရတခုသိနေတဲ့သဘောကလည်းတဘာဝဖြစ်ရတခုပဲဖြစ်သွားတယ်နော်အဲ့တော့နှစ်ခုစလုံးပေါ်မှာငါဆိုတဲ့ identification မရှိဘူးเนาะအဲ့ဒီ identification မရှိတဲ့ဒီတတိနဲ့အတူတူပါလာတဲ့ဉာဏ်ပညာဟာအင်မတန်အင်အားကြီးပါတယ်เนาะအဲ့လို identification မရှိဘဲနဲ့သိရင်နဲ့သိသွားရင်မကောင်းတဲ့ဘဝလည်းမရောက်နိုင်တော့ဘူးအကယ်၍လုံးဝအတော်မကုန်သေးဘူးဆိုရင်တော့မှဘဝဖြစ်အောင်မယ်ဆိုရင်ဖြစ်လျာဘဝမှာအင်မတန်ဉာဏ်ပညာကြီးတဲ့သူဖြစ်နေအင်မတန်တတိတမာတိအားကောင်းတဲ့သူဖြစ်လာတယ်ဟိုဘက်ဘဝထီအောင်တရားကိုဆက်ပြီးတော့အထုတ်သွားနိုင်တဲ့အခွင့်အရေးရမယ်ဆိုရင်မြန်တရားထူးရနိုင်တဲ့သူဖြစ်သွားတယ်။နော်။ဒါကြောင့်တေဂာနီးမှာနောက်ဆုံးဖြစ်မဲ့စိတ်ကလေးရဲ့ quality ဟာအရေးကြီးဆုံးပဲ။နောက်ဘဝမှာအကျိုးပေးမှာကအဲ့ဒီစိတ်ပဲ။ဆိုတော့ရိုးကုသိုလ်ကိုအမှတ်ရတာထက်ကိုယ်ခန္ဓာမှာဖြစ်နေတဲ့ရုပ်သဘောလေးတွေကိုသိနေတာဝေဒနာသဘောလေးတွေကိုသိနေတာကိုယ်စိတ်ထဲမှာဖြစ်ပေါ်လာတဲ့စိတ်ကူးလေးတွေအတွေးလေးတွေကိုဒီတိုင်းသိယုံလေးသိယုံဆိုတာတွေးတာမပါတာကိုပြောတာနော်ရှင်းရှင်းလင်းလင်းပိုင်ပိုင်နိုင်သူ့ကိုအမှန်တိုင်း pure awareness နဲ့သိနေတဲ့အခါမှာအဲ့လိုသိရင်လည်းတရားတာအကောင်းဆုံးပဲခုနပြောတဲ့ဒီကမကြီးကသူနောက်ဆုံး last moment မှာဖြစ်သွားတဲ့စိတ်ကိုတော့ဘေးလူကတော့မသိနိုင်ဘူးပေါ့နော်ဒါပေမဲ့သူကတရားထုတ်နေလို့မှဖြစ်သွားတာဘယ်သူမှတော့မသိလိုက်ရဘူးဒီငြိမ်အေးဆေးဆေးအင်တန်စိတ်ကောင်းရှိတယ်မိတ်ဆွေအင်တန်ပေါ်တယ်တရားအင်တန်ဝါနာပါတယ်လူတိုင်းကိုကူညီပေးတတ်တယ်အဲ့တော့သူသေးသွားတော့သူ့ကိုဇာပနာလိုက်ပို့ကြတာမှာဓမ္မမိတ်ဆွေတော်တော်ကိုများတာပဲဖြစ်ပြီးပေါ်တော့အဲ့တော့သူကနေတော့ကလည်းပဲတရားရှိမှပဲနေသွားတာနော်တေဂာနီးမှာလည်းပဲတရားထိုင်ရင်ဒုတုရဲ့ဖြစ်လာတဲ့ကိစ္စနော်အဲ့တော့ဘာပြောသူကအတေကောင်းတယ်လို့ဆိုရမှာဒါသူလည်းဆူတောင်းနဲ့ပြည့်သွားတယ်လို့ဆိုရမှာသူခဏပြောလေးရှိတယ်သူတေဂာနီးမှာနာတာရှိဝေနာတယ်ကြီးဖြစ်ချင်တယ်နော်သူများဒုက္ခရောက်လောက်အောင်တခါလဲနေရောညရော intensive care သူပေးနေရတာမျိုးသူမလို့ကြည့်ဘူးပြီးတော့လည်းတရားရှိမှရင်လည်းပဲပေးခြင်းနောက်တစ်ချက်ကသူခင်ပွန်းထက်အရင်သူပေးခြင်းသူကနောက်မှတည်တာမျိုးဖြစ်ခြင်းသူကသူခင်ပွန်းထက်ကိုအတက်နဲ့ကြည့်တယ်ဒါကြီးကနည်းနည်းလေးပဲအဲ့တော့သူကအရင်တည်တယ်အဲ့တော့သူစန္ဒတိုင်းဖြစ်သွားတာဒါဦးလိုက်ပဲသူကစောကြီးကလေးကကြိုးတင်ပြင်ဆင်ထားတာဘယ်အချင်းသိမယ်လို့တော့မသိဘူးပေါ့နော်ဒါပေမဲ့တေဂာနီးမှာဘယ်လိုသိမယ်ဆိုတာလေးကိုတော့လေ့ကျင့်နေတာကြားပြီအဲ့ဒီဒကမကြီးနဲ့တွေ့တိုင်းသူမေးတိုင်းသူ့ဒီမေးခွန်းကိုအသေးစိတ်သူ့ဖြေရတာနော်အဲ့ခါနီးမှာအဲ့ရောက်မှဒီချာလေးတက်တာလေးလဲလျောင်းပြောနေလိုက်ဒီလိုက်ပြီးခန္ဓာကိုယ်မှာဖြစ်ပေါ်နေတဲ့ sensation တွေကိုစိတ်နဲ့လိုက်ပြီးတီးနေလိုက်နော်ခန္ဓာကိုယ်မှာဖြစ်နေတာတွေကခေါင်းကနေခြေထောက်အထိနေရာမလပ်ပါဘူးအများကြီးရှိနေတယ်အများကြီးဖြစ်နေတယ်နော်အဲ့တော့ထင်ရှားတာသိဖို့လွယ်တာတခုခုကိုစိတ်ကလေးနဲ့ကားပြီးထားလိုက်တယ်အာယုံကရိုးရိုးလေးပဲရှိတယ်နော်တကယ်သဘာဝမှာဖြစ်နေတဲ့အာယုံ